အားလုံးတော့ကျွန်တော်ရဲ့မိတ်ဆွေများမင်္ဂလာပါကျွန်တော် Black Normal 2D เนาะ YouTube channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီ channel လေးကနေပြီးတော့ကျွန်တော်အမြဲတမ်းပေါ့နော်နေ့ညဆိုလို့ရှိရင်7:55 8:00နာရီခွဲဝန်းကျင်မနက်ဆိုလို့ရှိရင်7:00နာရီ7:00နာရီခွဲ7:00နာရီဝန်းကျင်မှာကျွန်တော်အမြဲတမ်းเนาะ 2D ခမန်းချက်တွေကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများအတွက်မနက်ဖြန်တနင်္လာနေ့ပေါ့နော်တနင်္လာနေ့10ရက်17လ2025တနင်္လာနေ့မှာကျွန်တော်ရွေးချယ်ပေးထားခဲ့တဲ့ကနေလေးတွေကိုကျွန်တော်လည်းရောက်မျှဝေပေးခြင်းဖြစ်ပါတယ်။မနေ့ပြန်တနင်္လာနေ့မှာကျွန်တော်ရွေးချယ်ပေးထားတာကတော့26ဝန်းကျင်ဖြစ်ပါတယ်။26ဝန်းကျင်မှာကျွန်တော်က21 24 29 28 20 61 64 68 69 69ဆိုပြီးတော့ကနေလေးတွေကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်။ Trainer size ဆိုရင်တော့ကျွန်တော်ရွေးချယ်ပေးထားခဲ့တဲ့ကနေလေးနှစ်ခွဲကတော့9 နဲ့4ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများเนาะကျွန်တော်ရဲ့ channel လေးကိုအမြဲတစေဝင်ကြည့်လို့ရပါတယ်ညနေည8:00နာရီ8:55 8:00နာရီခွဲဝန်းကျင်နဲ့မနက်ဆိုလို့ရှိရင်ဒုတိယထွက်ပြီးတော့7:00နာရီခွဲ1:00နာရီဝန်းကျင်လောက်မှာကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကိုအရင်က TikTok channel မှာเนาะကြီးခဲ့တဲ့မိတ်ဆွေများအားလုံးကျွန်တော် TikTok မှာတင်လို့မရတော့လို့ဒီ Black Normal 2D YouTube channel လေးကနေပြီးတော့အမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးเนาะမနက်ဖြန်တနင်္လာနေ့ပေါ့เนาะ10ရက်17လ2025တနင်္လာနေ့မှာကျွန်တော်ရွေးချယ်ပေးထားတဲ့ဝမ်ချင်းလေးက26ဝန်းကျင်ဖြစ်ပါတယ်။အဲဒီမှာကျွန်တော်ရွေးချယ်ပေးထားတာက2124 29 28 20 61 64 68 69 69ဆိုပြီးတော့ဖြစ်ပါတယ်။ Trainer size ရဆိုရင်တော့9နဲ့4ဆိုတဲ့ကနေလေးတွေကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်။အဲတော့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကျွန်တော်ဆုတောင်းနေကြတဲ့စကားအတိုင်းပေါ့နော်။မနက်ဖြန်တနင်္လာနေ့မှာစက်တီမင်္ဂလာပေါင်းနဲ့ပြည့်စုံပြီးတော့အောင်မြင်မှုရှိတဲ့လမ်းတွေကိုကိုယ်စီရှောက်လန်းနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်အားလုံးသောမိတ်ဆွေအပေါင်းကျေးဇူးတင်ရှိပါတယ်မနက်ဖြန်တနာရီမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါစို့နော်ကျေးဇူးတင်ပါတယ်